ချစ်ထွက်ဆိုအများနဲ့လူပြိုပြီးသားဟုတ်တယ်မလားကျွန်တော်တို့အချစ်တယ်အများနဲ့လူပြိုလက်ဆက်ဟုတ်တယ်ဟောပြီးကြတယ်ကျွန်တော်၄မျက်နှာရေဘေးအတွက်ကျွန်တော်တို့လူရှင်တော်လေးတွေနဲ့မင်းသားလေးတွေလူကန်စိတ်မှဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတော်မှာကျွန်တော်တို့ဒါပြောမယ်ဆိုရင်ကက်ကြီးပေါ့နော်ကျွန်တော်တို့ကက်တစ်ခုကိုကြော်လာတဲ့အခါမှာတယောက်နဲ့တယောက်နဲ့ရိုင်းနဲ့ပူညီမှုနဲ့ကျွန်တော်တို့ရှေ့ဆက်ကြရအောင်ဒါရေဘေးဆိုတာကတော့သဘာဝဘေးအန္တရာယ်ပေါ့နော်မပြောလဲကားတဲ့အချိန်မှာဖြစ်လာတဲ့အတွက်ဘယ်သူမှကြိုတင်ပြင်ဆင်မှုမရပါဘူးအဲ့လိုမျိုးဒုက္ခမြန်မာနိုင်ငံတော်မှာဒုက္ခရောက်နေတဲ့ရေဘေးတင့်ပြည်သူများအတွက်ကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေပြီးတော့မိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ရလူတန်းပေးကြပါဦးလို့ကျွန်တော်ဒီနေရာကနေပြီးပြောချင်ပါတယ်ခင်ဗျာပြီးတော့လည်းကျွန်တော်တို့ကျွန်တော်ဒီမြန်မာတန်ပြီးတယ်ဆင်မြန်မာတန်ဒီလေးမြန်မာတန်ပြီးတယ်ကိုကြီးတို့ဆင်မယ်နော်ဝင်ရတော့နော်တော့အခြေအနေနဲ့မကောင်းနေမလားမာရီတို့တက်တာဘာညာတော့တော့ပြီးသားသူတို့စုကြမဲ့စာရေးပေးတဲ့ချစ်မိနေပါလေတွေ့နေနေကြမို့ဖြေရောက်ဖို့လေးမလွယ်မျက်စိရဲ့တဝဲလေးလေးသူလာပြီးကိုမြစ်တဲ့ဘွယ်ရစ်ပတ်တဲ့ကောင်းချာလို့ရုံးထွက်ဘူးလေကိုယ်ပဲဆုံးနိုင်လို့လေသူမချစ်မိနေပါမောင်ချစ်တဲ့အကြောင်းတွေပြောတဲ့အခါလေးမြူညင်စိတ်ထားနဲ့မျက်နှာလှလှအပြုံးပြမဆူလို့ကြည့်မစီစာခွေမပူမေးနာမင်းနာတစင်ချစ်တဲ့ဆောင်လေးပြောပါမယ်ချစ်ချင်ကြည်ဝါရဲ့ဆိုရင်ဖြစ်ခွင့်ဘိုးရှိလာမင်းပြောရင်းပြောပြလိုက်ပါကွယ်